1 2 3အေးဘူးပေါင်းနေအိုးအာလာဟုတ်တယ်မေမိုးပြန်ပူပေါင်းနေတယ်โอ้မေမိုက်လားမိုက်တယ် အမေပြောအောင်လို့တဲ့အန်ဒီလာခုနာနေအန်ဒီမင်္ဂလာပါသမီးရောပတ်မိလားသမီးရဲ့ညာကြီးမိုးချုပ်လေနားလေဒီနေ့ကကြတော့မိခင်များနေလေအားကြောင့်မို့အမေကိုတဲ့အမှတ်တရလေးဖြစ်အောင်တဲ့ဒါကိတ်မုတ်လေးလည်းပါသေးတယ်နော်မေဟိုလေးကပတ်စံပန်းစီလေးက3သိန်းပါတယ်အိမ်မှာတခြားလူမရှိဘူးလားအကြီးကောင်ဟိုမှာလေဈေးဝယ်သွားတယ်ဟုတ်လိုက်တာကျေးဇူးပဲဟုတ်ကဲ့အဲ့ဆိုအမေနောက်တစ်မျိုးပါသေးရဲ့ပါတယ်နောက်တစ်မျိုးပါသေးအဲ့အမေဟိုဘက်လေးလှည့်ပေးထားအောင်သမီးကို1 2 3မေဟိုမှာအများကြီးပဲပုံကြီးတော့ပုံကြီးပဲမေဘာကြီးလဲတော့မသိဘူးနောက်မှပဲကြည့်လိုက်တော့နောက်မှကြည့်အခုကြည့်ရမှာမေနောက်မှကြည့်လို့မရတော့အခုကြည့်သေးချင်တာသမီးကိုပန်းစည်းလေးပေးမေဖြီလိုက်နော်အဝတ်စားတွေမုတ်တွေကဲဒါလေသမီးရရဖဲကျိုးတွေပြီးတော့မိုးတဲ့ကဲရရမေရပြီးမှပဲထုတ်လိုက်တော့ဒါလေးပဲဖွင့်လိုက်တော့နော်ကဲ1 2 3အေးဘူးပေါင်းနေโอ้ยလာဟုတ်တယ်မေမိုးပြန်ပူပေါင်းနေတယ်โอ้မေမိုက်လားမိုက်တယ်အမေပြောအောင်လို့တဲ့အမေကို surprise ပို့ဖြစ်သွားအောင်လို့ဩဓာတ်ကျူနဲ့ညီနေရအောင်မေးတယ်ဗါလေမောင်ရလည်းပြီးရဲ့တဲ့ဟုတ်သူတို့မောင်နှမ2ယောက်ဟောရပါတယ်တကြမ်းလေးထွက်မပြေးတော့ဘူးပေါ့နော်မေသဘောကျရဖလားအေးပေါက်တော့မယ်ဟုတ်မေဒီလိုမျိုးလေးရောကြောက်ဘူးလားကြောက်ဘူးနဲ့လားအမေဟုတ်တယ် तू ကစမ်းစမ်းလေးအဲ့လိုမျိုးလေးဖြစ်စေချင်တာကဲအမီးရမှာညီးတာမေညီမဒါကြီးကောင်ရဲ့အမေပီတိလေးပြောပြရောဝမ်းသာတယ်သူကသူကငယ်ကဟိုဘက်ကလည်းလုပ်တယ်လေဟုတ်လားငယ်ကောင်ကကြတော့ငယ်ကောင်လည်းလုပ်ပေးတယ်မေမွေးစားသမီးဆိုငယ်လေးတွေကသူပြန်လာခြင်းနေပြီတဲ့သူကချက်ပတ်တန်းထပ်ထားတယ်တဲ့ပြန်လာလို့ဆိုပြီးတော့မေးတယ်ပြန်မလာပြတော့ဘူးတဲ့ဒီမှာလည်းတဲ့သူကလည်းထောက်တာတက်ပြီးတာဘေဘကြီးမေတို့ခုခုလေးပြောချင်တာရှိသေးလားဘာမှပြောတော့ဘူးဝမ်းသာတယ်ဝမ်းသာတယ်ပျော်လဲပျော်တယ်အမေကိုထူးထူးဆန်းဆန်းလေးလုပ်ပြီးတာဘူပေါင်းလေးနဲ့ပြီးပါတို့ဘူပေါင်းစုပ်လေးရနော်အဲ့ဆိုပုံလေးရရအောင်တပုံတော့နော်ဘူပေါင်းလေးခလေးလေးတိုင်အောင်